네, 알았어. 고마워. 그러니까 마가 adjective degree 블루자라는 수학량이 나타나죠. 얘가 동화와 degree로 나타나요. D1가 positive degree, D2가 comparative degree, D3가 superlative degree가 마가로 디마 알레르고 D1, D2, D3 소비어 되잖아요. D1가 solution에 attack the ten by high 마가 이 아빠 보고 ESD ပေါင်းဒီလိုရှိပါတယ်ဆိုဥပမာ tall ဆိုရင် tall taller tallest အတန်းကလည်းတစ်တန်းလေးပဲရှိရပါမယ် D2 ဆိုရင် ER ပေါင်း D3 ဆိုရင် ESD ပေါင်းပေါ့နော်နောက်တစ်ခုက DHIN ဒီမှာကနောက်ဆုံးတစ်လုံးရဲ့ရှေ့မှာ AEIO လို့ရှိရယ်သူ့ရဲ့ရှေ့မှာကျတော့ consonant ရှိရယ် consonant vowel consonant ဒီလိုဖြစ်နေတဲ့ဟာလေးဆိုရင်နောက်ဆုံးစလုံးကိုနှစ်ခါရေး ER ပေါင်း ESD ပေါင်းဒီလိုပုံစံလေးနဲ့သွားပါဦး။ thin thinner thinnest ဥပမာ TLL နဲ့ thin ကိုရှင်းကြည့်ရမယ်ဆိုရင် TLL ထုံးမှာကျတော့ CVC လို့ခေါ်တဲ့ consonant vowel consonant မရှိဘူးနော်ဒီမှာကျတော့ consonant vowel consonant ဒီလိုမျိုးရှိနေတယ်အဲ့ခါကျမလို့နောက်ဆုံးစလုံးကိုနှစ်ခါရေးပြီးမှ ERESD ပေါင်းပါတယ်နောက်တစ်ခု heavy နောက်ဆုံးမှာ y နဲ့ဆုံးနေဆိုရင် y ကို r ပြောင်း ERESD ပေါင်းပြီးတော့ဒီလေးဒီလိုမျိုးကြောင်းသွားပါတယ်အဲ့အလဲတကူအဲ့လိုလေးမှတ်လို့ရပါတယ်နောက်တစ်ခု dangerous အတန်က3တန်ရှိရဆိုလို့ရှိရင်3တန်ဒါမှမဟုတ်3တန်နဲ့အထက်ဆိုရင် more ပါ most ပါ more dangerous most dangerous နောက်ဆုံးကတော့ irregular adjective တွေပါသူတို့ကလုံးဝတစ်လုံးလုံးပြောင်းသွားတဲ့ဟာတွေပေါ့ good better best bad worse worst little less least many much your more most ဒါရတော့လုံးဝတစ်လုံးလုံးပြောင်းသွားတဲ့ irregular adjectives တွေဖြစ်ပါတယ်ဒါလေးကတော့အကျဉ်းလေးဖြစ်ပါတယ်ရှင်ဒီစာလေးကြည့်ချင်တယ်ဆိုရင်ကျွန်မဒီမှာ worksheet လေးထပ်ပြီးတော့ပြင်ပြပါမယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်